ခါနေပြီဗျခါနေလေဝင်မမလားလို့ကျွန်တော်စဉ်းစားမိတယ်သူကဘောင်းဒီဘက်ကိုတစ်ချက်ကဆွဲသွားဒီဆောင်းဝင်လာတဲ့ဒီနေရာပေါ့နော်အဲ့နေရာမြန်ဝင်လိုက်ရာကဲကွာဒီလက်ကကြိုးစားပါတယ်ဒီကနေ့မှာတော့ကျွန်တော်မိတ်ဆွေများကိုခန်းဒီပဲစင်းသားကြောက်လုံးကိုဖျက်ပြပေးသွားမှာဖြစ်ပါတယ်ဒီကြောက်လေးကတော့ကြောက်စဖြတ်တဲ့အချိန်ကနေစပြီးတော့အဆုံးထီအောင်ကိုဟာကနေဟင်ကနေနဲ့ကျွန်တော်မိတ်ဆွေများရဲ့စိတ်အာရုံကိုဖန်ဆားသွားနိုင်တဲ့ကြောက်လေးဖြစ်တာတော့ကြောင့်မလို့အဆုံးထိကြည့်ပြီးတော့လိုပါတယ်ကဲကြည့်လိုက်ရအောင်ပါဒီကြောက်လေးကတော့မော်လမြိုင်ကတင်းနန်းသားကိုထိကြောက်ဖြစ်ပါတယ်ဒီကြောက်လေးကတော့ခေါင်းကြောက်ကို3000လားဘယ်လောက်လဲဩ8000နဲ့နော်တခေါင်းကြောက်ကို8000နဲ့ဝယ်တာဝယ်ပြီးတော့သူဆေးကြောပြီးတော့ခါကျတော့သူဖြတ်တာပေါ့နော်အဲ့တော့သူလည်းဟိုပါမန်းသွားလာလေးရှိတဲ့ခါကျတကယ်တော့ဒီခေါင်းကြောက်မှာတော့ဒါအဲ့လက်သိမမြင်တော့ပါဘူးနော်ကျွန်တော်ထင်တာတော့ဗောနော်ကျွန်တော်ထင်တာပြောတာနော်သူနဲ့လည်းအေးဆေးကိုစကားမပြောတော့မေးမကြည့်ပြဘူးပါဗျာအဲ့ဒီမှာကတော့မီးထိုးပေါင်တာပါဒီလိုနေထားမျိုးနဲ့ကတော့ဆိုရင်တော့8000မရောင်းတော့ဘူးဗျနော်သူစီရောက်ပြီးတော့သူကဟိုအเจ้าမနည်းလေးဆေးကြောလို့နေမှာပါအဲ့လိုလည်းဖြစ်နိုင်ပါတယ်နော်အဲ့တော့ပြောရင်တော့ဘေးသားတဲ့သုံးမရဘူးပဲအဲ့ဒီမှာကြီးလိုက်တာနဲ့သိတာပါတယ်ဘေးသားမရအောင်ဆိုတော့နော်အဲ့တော့သူဒါလေးကိုသူဖြတ်လိုက်တာဖြတ်လိုက်တဲ့ခါကျတော့ဒီမှာအရေပေါ့ဗျပဲရည်ပေါ့ပဲမှာသူပဲအသက်နဲ့မဟုတ်ဘူးရိုးပဲပေါ့ဗျာဒါပေမဲ့ကာလာဖြောင်းနေနော်ဘေးအသက်ခံရလေးသူဇိမ်းဖြစ်နေတာပေါ့ဇိမ်းကန်သားလို့ဖြစ်တာပေါ့နော်ခောက်သားကြိုက်လာတယ်လားကြည်သားထုံးတာမေးတော့ဘာရေအဲ့တော့ဒီမှာအဲ့တော့ဒါလေးကသူမန်းသွားလာကောင်းပြီးတော့ဒီမန်းအနေထားနဲ့ဒီမန်းအနေထားနဲ့ရှင်မယ်ဆိုရင်ဒါကျွန်တော်ပြောနေကြအတိုင်းပဲဒါအောက်ကလာတာပေါ့နော်ဒီကလာတာပေါ့အဲ့တော့ဒီကနေလာတယ်ဒါမန်းအရင်ပေါ့နော်ဒီကောင်ကအဖျားပေါ့အဲ့တော့အရင်နဲ့အဖျားအနေထားရှင်ကြည့်မယ်ဆိုရင်ဒီမှာမန်းကကျူးပတ်သွားအဲ့တော့ဒီမှာအောက်မှာတစ်ချက်ကျွန်တော်တန်းပြီးထောက်ပြနော်ပြီးကျွန်တော်ဒီကြောက်လေးဈေးတန်းပေးတာပြောပြမယ်နော်ကြည့်အောင်ဒီမှာနော်အဲ့တော့ဒီမှာလည်းကြောက်မျိုးရှိတယ်ကြောက်အစီလည်းမစိုးဘူးပေါ့နော်အဲ့တော့ဒါပေမဲ့ပဲအတက်နဲ့အဆင့်ထိမရောက်ဘူးပေါ့လောလောဆယ်အမြင်ပြောတာနော်လောလောဆယ်ဒီအမြင်မှာတော့ဒါယူယူပဲနော်အဲ့တော့ယူယူပဲစိမ့်သားပေါ့ဗျာ20ပေးတာပေါ့နော်20 22သိန်းဒါအစိတ်လောက်ထိပေးတာပေါ့ဒါဝိုင်းထဲမှာကျွန်တော်မတိုက်သေးဘူးနော်ဝိုင်းထဲမှာအလို့မတိုက်သေးဘူးနော်အဲ့တော့သူကဖြတ်ချင်တာတဲ့ဆိုတော့ကျွန်တော်ရန်ရောင်းဟိုင်းနေတာသူနော်မန်းရတော့ပန့်နော်ဘယ်ကစဖြတ်မန်းကိုမသိဘူးအမှန်ပြောရင်အနာတော့ဒီမှာတော့ဒဇောင်းတာတော့ပါတယ်ဒီမန်းရတော့စိတ်ဝင်စားစရာကြီးနော်အဲ့တော့ဒီမန်းလေးဒီမှာဒီနားလေးမှာရှိတယ်ဒီမှာလည်းအနာရှိတယ်ဆိုတော့ဒီနာပေါ့နော်အဲ့ဒီကနေတစ်ချက်နင်းထလိုက်အဲ့တော့ကျွန်တော်အမြင်ကတော့ဒီဟာနဲ့ဒါနဲ့ဒီနားလေးများဖြတ်လိုက်လို့ဒီဇိုးပေါ့နော်ဒီဇိုးနဲ့ဒီကောင်နဲ့ဒါမှမဟုတ်ချိတ်ပြီးဒီမှာအတောင်းလိုက်ကြီးများဒါမျိုးကြီးများတစိုးတိုးဝင်သွားရင်တော့ကျောင်းလို့တော်တော်ကောင်းပါပဲเนาะအဲ့ဒါဖြတ်နေပြဿနာမရှိတော့ဘူးလေเนาะကဲ8000နဲ့25သိန်းလောက်ပေးတာပေါ့ဗျာ25သိန်းရောင်းလို့ရတယ်အဲ့တော့25သိန်းလောက်ကိုမရောင်းဘဲနဲ့ဖြတ်တာဘယ်လိုဖြစ်မလဲကြည့်လိုက်အောင်เนาะဒီစုဒီမှာမန်းเนาะအဲ့တော့ဘယ်လိုသွားမလဲကြည့်အောင်ကဲကျွန်တော်တော့ဝင်နေပြီလုံးဆယ်တော့ဝင်နေပြီเนาะကဲဆက်ဆွဲမယ်ရော့သွားတယ်ကဲရော့သွားပါတယ်ဒီဘက်ကတော့ရော့နေကျွန်တော်ထင်တဲ့အတိုင်းတော့ဟောပါဗျာဒီမန်းနဲ့ဒါနဲ့ဇူကြီးညဝင်မလားဆိုမဝင်သေးဘူးဘာကြောင့်မဝင်တာလဲကြည့်အောင်သူကမန်းရတယ်မှာဒီကနေဒါမျိုးပတ်တာကိုသူကဒါမျိုးခွေမဲ့သဘောရှိရနော်ဒီဘက်ကတော့ကျွန်တော်ပြောတဲ့ဒီရှင်းပေါ့နော်ဒီရှင်းမဲ့သွားတာပါကဲအဲ့ဒါဆိုရင်တော့ကျွန်တော်ဒီတိုင်းလေးမြန်နော်ဒါရက်မြန်ဒီဘက်မြန်လာကန်ပြီးတော့မြန်ဝင်လိုက်မလားပေါ့နော်ကောင်းတယ်ဆိုမင်္ဂလာပါကဲသူကတော့8000နဲ့ရဆိုလှုပ်ချင်လှုပ်တာဟုတ်လားကဲလှုပ်ချင်လှုပ်တော့လေကျွန်တော်ကဖြတ်တာပေါ့ဗျာကဲကျွန်တော်တော့ပြောရရင်တော့ပတ်စံကိုလွယ်လေးယူခိုင်းတာတော်ပြီလေကိုကမြအမတဲထိတ်ရင်ဖို့ရင်မစေး8000ဝေးတော်ငွေထားတာနေတဲ့ကံမှမှတ်နေလားနော်ချိတ်ပိတ်ထဲရလို့မပြောဘူးနော်ကိုကောင်ကိုချိတ်ပိတ်ဝယ်တာကိုအကြောင်းနဲ့ကိုနော်ကိုနဲ့မဆိုင်ဘူးကဲအဲ့တော့ဒီမှာမန်းအဲ့တော့ဒီမန်းကဒီကျိုးနှစ်ခုရဲ့စုံချက်နေရတော့ရအောင်ဒီမှာသူတို့တွေကဒီမန်းကလည်းဒါမျိုးသွားဒီမန်းကလည်းဒါမျိုးသွားအဲ့တော့စုံချက်နေရပါဗျာဒီမှာလားစုံတာပေါ့ကဲအဲ့တော့မေခပေါ့မလိခပေါ့နော်ဒီမှာ ARD မြစ်ဖြစ်လာတာအဲ့တော့ ARD မြစ်ကတောင်ထွန်းမလားမထွန်းလားကြည့်ရမှာပဲအစံနေနဲ့ဆိုတော့လေနော်ကဲဟာအမလေးတောင်ထွန်းမကဘူးတောင်မိဖြတ်ခေါင်းပြနဲ့ကုံတော့မှာပဲဘာလို့မမှန်းကိုမသိတော့ဘူးဒီမှာเนาะအဲ့တော့ဒီမှာမန်းဒီမှာအဆန်เนาะဒီမှာဒီမန်း
ဒီမှာနော်လာပြီကျွန်တော်တို့စောမှာအဲ့တော့ဒီမှာအစုံချက်ဒီမှာနော်စောမှာကျွန်တော်ကဒီမှာအဲ့ဒီမှာလဲနော်အဲ့ဒီမှာဒါမျိုးသွားတာပေါ့နော်ဒါမျိုးသွားအဲ့တော့ဒီနန်းဒီကနေဒါမျိုးသွားမှာနော်ကဲဒီကနေဒါမျိုးသွားမယ်နန်းမိန်းနန်းနော်စောပြီကျွန်တော်ကတော့ဒီမှာဘယ်သူတမဲဖြစ်โอเคအဲ့တော့ဒီမှာခါနေပြီညာခါနေလေဝင်မလားလို့ကျွန်တော်စဉ်းစားမိတယ်သူကဘာလို့ဒီဘက်ကိုတစ်ချက်ကဆွဲသွားဒီဆောင်းဝင်လာတဲ့ဒီနေရာပေါ့နော်အဲ့နေရာမြန်ဝင်လိုက်ရာကဲကွာမဲကြီးမဲကြီးတော့မြင်လိုက်ကြလားမဲကြီးနော်အဲ့တော့ကျောင်းကတော်တော်လှနေတယ်ထင်တာပဲမဲကြီးနော်အဲ့တော့မဲကြီးကြည့်ကြရအောင်ဗျာကဲမဲကြီးကြည့်ကြရအောင်နော်တကယ်မဲကြီးနော်မဲကြီးမြင်လိုက်ကြလားမဲကြီးမိုက်တယ်နော်တကယ်မဲကြီးကွာမဲကြီးဘာမဲကြီးလဲတော့မသိဘူးဟာအရေပြကြည့်အောင်အရေပြဟဲ့လူတွေဟာတော်သေးပြန်ပြီလားတင်းနေမင်းငါပြောတာပဲခေါင်းကြောင်ဆန်သေးတယ်မသိရသေးလို့ငါပြောရတော့မင်းကိုနော်မင်းပြောရတော့မမီတော့တင်တော့ဟာမင်းစာသွေးလာပြီကျောက်ကအတောင်းလိုက်ကြီးဘယ်လိုလုပ်ကြတော့ပြေးသက်တယ်ကဲပြေးသက်ကြီးရေကိုထွေးရေတွင်းရတာပြန်စားလို့ကောင်းပြန်ပြီဒီမှာကြည့်ကြအောင်မျက်လည်းလည်းပြလိုက်တာဟုတ်လားနော်အဲ့လိုဖြတ်ပြန်နေစိတ်ညစ်ပြီးတော့မြန်ရောင်းရင်တော့သေးပြီးဆရာမပြောအောင်လို့ဖြစ်တယ်နော်ဒီမှာကြည့်အောင်ပဲ့တော့အတန်နဲ့တော့ဖြစ်နေသေးဒုက္ခပဲဒီမှာကြည့်အောင်ဆိုမှမှာဆိုနေမှာကဲမိုးခိုင်ငါညမခါမဟုတ်ပါငါအမပြောလေအဲ့တော့အန်တီကလေယာပိုင်းဟဲ့တယ်ကျွန်တော်ခါနင်းလိုက်တယ်မမိုးခိုင်ရေနော်အဲ့တော့အဲ့လိုကြီးဖြစ်သွားတယ်ပေါ့မမိုးခိုင်ရနော်ဒီတိုင်းထားအောင်ပါတော်ပြီဒီတိုင်းကလှနေပြီလေဘာပတ်သက်ရှာအောင်ပါပတ်သက်ရှာမှာရှောက်မလို့နဲ့အဲ့လိုစုပ်ပြီးတော့ဖြတ်ခိုင်းဒီကဖြတ်ခိုင်းလို့မရတော့တော်ပြီတော့မှလှနေပြီနော်ဒါကတော့အဲ့ဒီခန်းဒီကလေးကိုတစ္ဆာထုတ်ပြီးတော့မှတ်ချောထားတဲ့အနေအထားဖြစ်ပါတယ်ကျွန်တော်စိတ်ထဲမှာတော့စိတ်ရောင်ဝေရမယ်လို့တော့ညွှန်နေထားပါတယ်ဗီဒီယိုလေးကိုအဆုံးကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မိတ်ဆွေများလည်း6ကောင်းနေကြပါစေလို့ဆုတောင်းပေးပါတယ်